Hi. အော်အိမ်နာလိုက်ရှာနေတာ Oh, the toilet? That would be on the second floor near the women clothing section. Anything else? အော်နောက်ထပ်မိဖို့ကြောင့်ပစ္စည်းတွေလိုတယ် Kitchenwares. I'm not too sure, but let me check with my colleagues, yeah? တွားမယ်ကြည့်လိုက်မှာငါလည်းပဲနေရာလဲသိဘူး Okay, so that would be on the third floor near the electronic section, yeah? You're welcome. အစာအုပ်တစ်ခုမှာ direction ညွှန်ရတာနည်းနည်းလေးခက်တယ်ပေါ့နော်လမ်းဆိုလို့ရှိရင်တက်သွားဟိုဘက်ကွေ့ဒီဘက်ကွေ့ဆိုပြီးတော့ညွှန်ရတာရှိတယ်လို့မျိုးအစာအုပ်မှာညွှန်တယ်ဆိုလို့ရှိရင်ကိုအတိအကျသိတာမျိုးရှိတယ်လို့ညွှန်ရတာခက်တဲ့အနေထားအကွေ့ကောက်တွေများတာရှိတတ်တယ်အဲ့ဒီအတွက်ကြောင့်အရင်ဆုံးအထင်ကြီးဖြစ်တဲ့အမှအထက်တွေရှိတယ်ဆိုလို့ရှိရင် ground floor မှာလား first floor မှာလား second floor မှာလားဒါမျိုးအရင်ပြောရင် on နဲ့ပြောတယ် that would be ဆိုအဲ့ဒါတော့ရှိတာ on the ground floor on the first floor the article ဒီလေးပါထည့်ပေးမယ်ပေါ့နော်နောက်တစ်ခုကဟုတ်ပြီ first floor မှာရှိတယ် first floor ရဲ့ဘယ်နေရာမှာလဲဘာနဲ့နေရလဲဥမာကြောင်ကြားကတီကွေးလေးအစာစိုင်းပုတ်ကြီးနဲ့မြင်သာထင်သာရှိမဲ့နေရာနာလောက်ကိုညွှန်ပေးလိုက်တာကောင်းတယ်ဒီဟာကိုမှဒီကိုညွှန်ပေးလိုက်တဲ့လူက customer မသိဘူးဆိုလို့ရှိရင်နောက်တစ်ယောက်ကိုသူထပ်မိလိုက်မယ်ဒါပေမဲ့အဲ့နာ direction လေးနည်းနည်းလေးရအောင်နော်ကိုကအရင်ဆုံးညွှန်ပေးရမယ် That would be on the first floor near the women's section Anything else Kitchenware I'm not too sure let me check with my colleague You're welcome